လင်မယားနှစ်ယောက်လက်ထပ်ခဲ့တာတစ်ဆက်နှစ်ပြည့်ခဲ့ပြီဒါပေမဲ့ခင်ပွန်းဖြစ်သူကဇနီးရဲ့အခန်းထဲကိုပထမဆုံးအကြိမ်ခြေချဘူးတာပဲဝင်ချင်းပဲသူစွန့်သွားတယ်ဇနီးဖြစ်သူကအခန်းထဲမှာမရှိတော့ဘူးသူမစီဖုန်းခေါ်ဖို့ဖုန်းကိုအညံထုတ်လိုက်ပေမဲ့စပီကာကနေထွက်လာတဲ့အတန်ကြောင့်သူ့နှလုံးသားတစ်ခုလုံးတင်းကျပ်သွားရတယ်လူကြီးမင်းခေါ်ဆိုသောနံပါတ်တီးရှိခြင်းမရှိပါသူမသူ့ကိုဘလော့လုပ်ထားတာနေမှာပါဆိုပြီး message ထပ်ပို့ပြန်တယ်ဒါပေမဲ့စပွဲပေါ်ကဝါရှင်းစာချုပ်ကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဇနီးဖြစ်သူကသူ့ကိုထားခဲ့ဖို့တကယ်ပဲဆုံးဖြတ်လိုက်ပြီဆိုတာသူနောက်ဆုံးတော့နားလည်သွားခဲ့ပြီအရာအားလုံးကလွန်ခဲ့တဲ့9ရက်ကစတင်ခဲ့တာသူ့ရဲ့မွေးစားညီမကဇနီးဖြစ်သူကိုအပြင်းထန်ရိုက်နှက်ခဲ့လို့ဆေးရုံတင်လိုက်ရပြီးအချက်30တောင်ချုပ်ခဲ့ရတယ်ဒါပေမဲ့ဇနီးဖြစ်သူကဆေးရုံမှာဝေဒနာခံစားနေရချိန်မှာတော့ခင်ပွန်းဖြစ်သူကအိမ်မှာရှိနေပြီးအနှုတ်အဆုပ်လောက်ပဲပြက်ရှသွားတဲ့သူ့မွေးစားညီမကိုဂရုတစိုက်ဆေးထည့်ပေးနေခဲ့တာဇနီးဖြစ်သူအိမ်ပြန်ရောက်လာတဲ့အခါလွန်ခဲ့တဲ့နှစ်တွေအတွင်းမှာခင်ပွန်းဖြစ်သူကသူမပေါ်ဘာလို့အေးဆက်ခဲ့ရလဲဆိုတဲ့စစ်အမှန်ကြောင်းရင်းကိုမထင်မှတ်ပဲသိရှိသွားခဲ့တယ်အဲ့ဒါကသူ့ရဲ့မွေးစားညီမကြောင့်ဖြစ်နေခဲ့တာအဲ့ဒီနေရာမှာရက်နေတဲ့ဇနီးဖြစ်သူကိုမြင်တော့အဲ့ဒီလူပြရခတ်သွားပြီးတင်းချင်းအောင်ဆောင်ကအမြန်ပဲလှည့်ထွက်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲဇနီးဖြစ်သူနောက်ဆုံးတော့နားလည်သွားခဲ့ပြီးသူ့နှလုံးသားထဲမှာသူကသူ့မွေးစားညီမတယောက်တည်းကိုပဲအမြဲတမ်းကာကွယ်ဆောင်ရှောက်ခဲ့တာဇနီးဖြစ်သူရဲ့နှလုံးသားတစ်ခုလုံးလုံးဝအေးဆက်သွားခဲ့ပြီးသူမဒီပကိုထွက်ခွာဖို့ဆုံးဖြတ်လိုက်ပြီးနောက်ရက်အနည်းငယ်အတွင်းမှာသူ့ကဘာထဲကနေထာဝရပြောက်ွယ်သွားတော့မှမတင်ငါဖြစ်မှာဆိုလို့သူမဟာသူ့နဲ့အတူပုံမှန်အတိုင်းပဲဆက်ပြီးနေထိုင်ခဲ့တယ်တရက်မှာတော့အဲ့ဒီလူကပလစ်တစ်ချောင်းထုတ်ပေးပြီးဒါကဆေးရုံကဆင်းလာတဲ့အတွက်လက်ဆောင်ပါတဲ့ဇနီးဖြစ်သူကအဲ့ဒီလက်ဆောင်ကိုကြည့်တာမကြည့်ပဲတိတ်တဆိတ်လက်ခံပြီးထွက်သွားခဲ့တယ်ညီမဖြစ်သူရဲ့မျက်နှာပေါ်ကမနာလိုဝင်တိုမှုကိုတော့သတိမထားမိခဲ့ဘူးနောက်တနေ့မနက်မှာဇနီးဖြစ်သူနိုးလာတော့သူမရဲ့စပင်တွေကဖျို့ပြဲနဲ့ကစင်ကလျာညှက်ခံထားရတာကိုတွေ့လိုက်ရတယ်ချက်ချင်းပဲမွေးစားညီမစီသွားပြီးနင်ကစပင်တွေကိုညှက်လိုက်တာလားလို့မေးတော့သူမကဟုတ်တယ်ကျောင်းကလက်မှုအမှုပညာပစ္စည်းလိုအဲ့လိုမမစပင်နဲ့စပင်တုပ်လုပ်ချင်လို့ပါလို့ပြန်ဖြေတယ်ဇနီးဖြစ်သူဒေါသတွေနဲ့တုံရင်လာပြီးသူမကိုပါတစ်ချက်ရိုက်လိုက်တယ်မွေးစားညီမကအစီကံတွေကိုလှမ်းခေါ်ပြီးဇနီးဖြစ်သူကိုချုပ်ထားဖို့ပြောတယ်ဇနီးဖြစ်သူကငါကဒီရင်ရဲ့တကယ်တခင်မပဲဘသူကငါ့ကိုထိရဲလဲလို့အော်ဟစ်လိုက်ပေမဲ့မွေးစားညီမကတောင်ပြုံးပြုံးပြီးတေချာစဉ်းစားကြစမ်းနင်းတို့တခင်အတွက်ငါနဲ့သူမဘသူကပိုရေးကြီးလဲလို့အစီကံတွေကိုပြောလိုက်တယ်အစီကံတွေလည်းတွေးဝေမနေတော့ပဲဇနီးဖြစ်သူကိုတင်းတင်းကြပ်ကြပ်ချုပ်ပစ်လိုက်ကြတယ်လူတိုင်းရဲ့မျက်စိထဲမှာတော့အဲ့ဒီမွေးစားညီမကသာဒီရင်ရဲ့တကယ်တခင်မဖြစ်နေတယ်ဆိုတာကိုဇနီးဖြစ်သူနောက်ဆုံးတော့သဘောပေါက်သွားခဲ့ပြီးမွေးစားညီမကသူမကိုပါ69ချက်ရိုက်နှက်ခဲ့လို့သူမသတိလစ်သွားခဲ့ရတယ်သူမနိုးလာတဲ့အခါခင်ပွန်းဖြစ်သူကသူမဘေးမှာရှိနေတယ်သူကသူမဘက်ကနေရက်တီပေးလိုက်မယ်လို့သူမထင်ခဲ့ပေမဲ့အဲ့ဒီအစားသူကကလေးပဲရှိသေးတာကိုငါသူမကိုအဖြစ်ပေးပြီးပါပြီလို့ပြောလာတယ်သူမကိုဘလို့အဖြစ်ပေးလိုက်တာလဲလို့ဇနီးဖြစ်သူကအေးဆက်ဆက်မေးတော့သူကစပင်နှဲငယ်ကိုထုတ်ပြပြီးသူမကမင်းရဲ့စပင်ကိုညှက်ခဲ့တာမို့အစားပြန်ပေးတဲ့အနေနဲ့ငါသူမရဲ့စပင်ကိုနည်းနည်းပြန်ညှက်ပေးလိုက်တဲ့ဇနီးဖြစ်သူကဒါဆိုသူမငါ့ကိုရိုက်ခဲ့တဲ့ပါ69ချက်အတွက်ကောလို့ထပ်မေးတယ်ခင်ပွန်းဖြစ်သူကသူမမင်းကိုရိုက်လွန်းလို့သူမလက်တွေတောင်ရောင်တိုင်းနေပြီပဲဒါကအဖြစ်ပေးတာမလုံလောက်သေးဘူးလားလို့ပြန်ဖြေတယ်ဇနီးဖြစ်သူကခါခါတီးတီးရေမောလိုက်တယ်သူမဒီလိုလူမျိုးကိုဘယ်လိုများချင်းမိခဲ့ပါလိမ့်ဆိုတာကိုနားမလည်နိုင်တော့ဘူးနောက်တနေ့ကားဆောင်နေတော့မှသူမနဲ့မွေးစားညီမတို့ပြန်ပေးဆက်ခံလိုက်ရတယ်အဲ့ဒါခင်ပွန်းဖြစ်သူရဲ့ရန်သူပဲသူတို့နှစ်ယောက်လုံးမှာဘုံတွေပတ်ချီထားပြီးခင်ပွန်းဖြစ်သူစီဖုန်းခေါ်လိုက်တယ်သူမကြခင်မှာပဲရောက်လာပြီးဇနီးဖြစ်သူကကျမဘုံဖြုံကြီးတင်ထားတယ်ကျမကိုအရင်ကယ်ပါပြီးမှသူမကိုအတူတူကယ်ကြမယ်လို့ပြောတယ်ဒါပေမဲ့မွေးစားညီမကကြဲကြဲလောင်လောင်ငိုယူပြီးသူမကိုအရင်ကယ်ပေးဖို့အဲ့ဒီလူကိုတောင်းပန်တိုးရှိုးတယ်အဲ့ဒီလူခဏတော့တွေဝေသွားပေမဲ့နောက်ဆုံးတော့မွေးစားညီမကိုပဲရွေးချယ်လိုက်တယ်ဇနီးဖြစ်သူဟာမိုးကြိုးပြစ်ချခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်မွေးစားညီမဘေးကင်းသွားပြီးတဲ့နောက်မှာသူမကအဲ့ဒီလူကိုဇနီးဖြစ်သူစီသွားကယ်ခွင့်မပြုတော့ဘဲဘုံကမကြခင်ပောက်ကွဲတော့မှလို့အော်ဟစ်ရင်သူ့ကိုဆွဲခေါ်သွားခဲ့တယ်ဇနီးဖြစ်သူဟာသူမနဲ့ကြာကြီးအသေးတန်လိုက်ခဲ့ရတဲ့အဲ့ဒီလူကိုကြည့်နေမိတယ်အတိတ်ကပုံရိပ်တွေခေါင်းထဲမှာဖြတ်ပြေးသွားပြီးသူမရဲ့အချက်တွေအားလုံးပျောက်ကွယ်သွားခဲ့ပြီးသူ့ကိုထာဝရဖြတ်တောက်ဖို့သူမဆုံးဖြတ်လိုက်တယ်သူမရှိသမျှအားရင်တွေနဲ့ရုန်းကန်ပြီးဘုံမပောက်ကွဲခင်လေးမှာပဲအဝေးကိုလွှတ်ပစ်လိုက်နိုင်ခဲ့တယ်သူမဆေးရုံမှာနိုးလာတဲ့အခါပထမဆုံးမြင်လိုက်ရတာကသူ့ကိုပဲသူလုပ်ခဲ့သမျှအရာအလုံးကိုတွေးမိပြီးသူမပြုတ်အန်ခြင်းမတက်ခံစားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီလူကမင်းသတိလစ်နေတော့ငါမင်းကိုအရေးပြအစားထိုးခွဲစိတ်မှုလုပ်ပေးခဲ့တယ်လို့ပြောတယ်ရှင်ဘာပြောလိုက်တာလဲလို့သူမမေးလိုက်တော့ပောက်ကွဲမှုမှာလီလီရဲ့လက်မောင်းဒဏ်ရာရသွားတယ်သူကအမာရွတ်မကြံချင်ဘူးမင်းရဲ့အရေးပြအယောင်ကသူမနဲ့ဆင်တူလာမှုသူမအတွက်မင်းရဲ့အရေးပြတချို့ကိုယူပေးလိုက်တာလို့သူကဆိုတယ်သူမအော်ဟစ်လိုက်တယ်ရှင်းမျက်စိထဲမှာကျမကဘာတန်ဖိုးမှမရှိတာလားသူ့မှာပြစ်ရှိတယ်လို့ခံစားရလို့နေမှာပါသူမကျမ်းမာရေးပြန်ကောင်းလာရင်ရော်ကြေးပေးတဲ့အနေနဲ့အတူတူအိတ်ကြရအောင်လို့တောင်သူကအကြံပြုလာသေးတယ်ဒါကသူမကိုယွန်ရှာဆက်စုပ်မှုတွေပဲဖြစ်ပေါ်စေခဲ့တယ်သူမသူ့ကိုပါပြင်းပြင်းထန်ထန်ရိုက်လိုက်ပြီးထွက်သွားလို့အော်ထုတ်လိုက်တယ်သူထွက်သွားပြီးတဲ့နောက်မှာသူမကြဲကြဲလောင်လောင်ငိုချလိုက်မိတယ်မကြခင်မှာပဲသူမထွက်ခွာရမယ့်နေ့ရောက်လာခဲ့ပြီသူမဝါရှင်းစာချုပ်ကိုမွေးစားညီမစီကမ်းပေးလိုက်ပြီးဒါကိုနင့်အကိုစီပေးလိုက်ပါအခုကစပြီးနင်တို့ရဲ့ရှုပ်ပွားနေတဲ့ဘဝတွေထဲငါဝင်မပါတော့ဘူးနင့်အကိုအကြောင်းကိုလည်းငါစိတ်ဝင်စားတော့ဘူးလို့ပြောခဲ့တယ်သူမမွေးစားညီမကိုစကားမပြောနိုင်အောင်ထားခဲ့ပြီးထွက်လာခဲ့တယ်ညီမဖြစ်သူကသူမဒီလိုထွက်သွားလိမ့်မယ်လို့မထင်ထားခဲ့ဘူးပြီးတော့သူမရဲ့ခီးဆောင်အိတ်ကိုဆွဲပြီးလေးစိတ်ကိုထွက်လာခဲ့တယ်မကြခင်မှာပဲခင်မုန်းဖြစ်သူစီက message တစ်ခုရောက်လာတယ်ငါခီးကပြန်ရောက်ပြီးမင်းတို့လက်ဆောင်ဝယ်လာတဲ့ဒါပေမဲ့သူမကပြန်စာပို့လိုက်တယ်ကျေးဇူးပါဒါပေမဲ့ကျမရှင်ကိုမချစ်တော့ဘူးကွာရှင်းခွင့်ရတာဝမ်းမြောက်ပါတယ်ရှင်လည်းလွတ်လပ်ပါစေကျမလည်းနောက်ဆုံးတော့လွတ်လပ်ခွင့်ရပါစေတော့